ဒါကတော့နည်းနည်းထိုးစမ်းတယ်ပေါ့နော်မောင်းသူမဲ့ပေါ့နော်နည်းနည်းတော့ကြောက်စရာကောင်းတယ်ရှိသွားလိုက်နောက်သွားလိုက်ပေါ့နော်ဝိုင်းသွားပြီဟေးဝိုင်းသွားပြီလို့တော့ထင်ပါတယ်ဟေးဟိုရှင်အပင်ထွက်အိမ်လဲတတိထားပေါ့နော်ပါဇက်ကြောမှာဟပါနဲ့ပြောချင်ပါတယ်အိုးမကွေးရွာဟာအိုးရှက်အကောင်နည်းနည်းဝါတာပေါ့နော်ကွေးမှာပေါ့看见嘛，我这老家是，都讲多了些，有的啊，看呀哟。အရက်စက်စကတော့လူရားတွေပါပဲတော့ပြောချင်ပါတယ်